ကမ္ဘာရေနံတင်ပို့မှုမှာအဓိကအကျဆုံးမဟာဗျူဟာရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်လ်မုဒ်ရေလက်ကြားကိုပြန်ဖွင့်ထားနိုင်ဖို့မဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီးခံစစ်အားပြုစစ်ရေးမစ်ရှင်တစ်ခုစီစဉ်နေတယ်လို့ပြင်သစ်သမ္မတကပြောပါတယ်။အရှေ့လေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲဟာဒုတိယရက်သတ္တပတ်ထဲရောက်လာပြီးတဲ့နောက်ဟော်လ်မုဒ်ရေလက်ကြားကိုနောက်ဆက်ကင်းကင်းနဲ့ပြန်ဖွင့်ထားနိုင်ရေးကအထူးအရေးကြီးတဲ့လိုအပ်ချက်တစ်ခုဖြစ်လာပြီလို့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကပြောပါတယ်။အဲဒီရေလက်ကြားဟာအီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းနဲ့ဆက်ဆက်တည်ရှိနေပြီးအီရန်ကဟော်လ်မုဒ်ကိုဖျက်ဆီးသွားတဲ့သင်္ဘောတွေကိုတိုက်ခိုက်မယ်လို့ချိန်ချောက်ထားပါတယ်။ဆိုက်ပရပ်ကျွန်းကိုတွားရောက်ခဲ့တဲ့ခီးစဉ်မှာတော့ပြင်သစ်စစ်သင်္ဘောတွေဟာရေလက်ကြားကိုဖျက်ဆီးမဲ့ကုန်တင်သင်္ဘောရေနံတင်သင်္ဘောတွေကိုခြံရံလိုက်ပါဆောက်ရှောက်ပေးပြီးနောက်ဆုံးမှာရေလက်ကြားကိုပုံမှန်ခြေနေတိုင်းပြန်ဖွင့်နိုင်တဲ့အဆင့်ထိရောက်အောင်ဆောင်ရွက်မယ်လို့ပြောကြားသွားပါတယ်။စစ်ပွဲရဲ့အပြင်းထန်ဆုံးကာလတွေမှာအဲဒီရေလက်ကြားကိုဖျက်ဆီးမှုတွေကိုဘေးကင်းအောင်ကာကွယ်ဖို့အတွက်ရေလမ်းကြောင်းဟာနိုင်ငံတကာကုန်သွယ်မှုဓာတ်ငွေ့နဲ့ရေနံတွေဖျက်ဆီးတည်ယူမှုတွေအရန်အရေးကြီးပါတယ်။ရှေ့လေပိုင်းကရေနံတွေဟာဟော်လ်မုဒ်ကိုဖျက်ဆီးနိုင်မှုလိုအပ်ကြောင်းပြင်သစ်သမ္မတကထပ်လောင်းပြောပါတယ်။ပြင်သစ်ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောကြီး Charles de Gaulle ဟာအခုအခါမြေထဲပင်လယ်စီကိုခုန်မောင်းနေပြီးအရှေ့လေပိုင်းဒေသရေနံတင်ပို့မှုလမ်းကြောင်းကိုကာကွယ်စောင့်ရှောက်ဖို့စီစဉ်နေတယ်လို့မက်ခရွန်ကဆိုပါတယ်။ဆိုက်ပရပ်သမ္မတဂရိဝန်ကြီးတို့နဲ့တွေ့ဆုံချိန်မှာလည်းကာကွယ်ရေးနဲ့ရေလမ်းကြောင်းလုံခြုံရေးအတွက်အလေးအနက်ပြောကြားသွားပါတယ်။ဥရောပသမဂ္ဂ EU ကလည်းအရှေ့လေပိုင်းဒေသရေလမ်းကြောင်းတွေဘေးကင်းရေးအတွက်အကာအကွယ်ပေးမဲ့စစ်စင်ရေးတွေကိုတိုးမြှင့်မဲ့စီစဉ်တွေကိုကြေညာခဲ့ပါတယ်။ပြင်သစ်အစိုးရရုံးဆိုင်ရာအီလီဇေနန်းတော်ရဲ့အဆိုအရမတ်လ9ရက်နေ့မှာသမ္မတမက်ခရွန်ဟာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့လည်းဆက်သွယ်ပြီးအရှေ့လေပိုင်းနဲ့လက်ဘနွန်မှာအစ္စရေးဆင်နွှဲနေတဲ့စစ်ရေးတွေကိစ္စကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ Burma Voice Media ပါ